ရိုအနေနဲ့လူသားတွေဘယ်လောက်ထိအံ့ဩဖွယ်ကောင်းလဲဆိုတာကိုတွေးကြည့်ဖို့ပါလားတချို့လူတွေကသူတို့ရဲ့ခန္ဓာကိုယ်ညံ့ရည်ဇွဲလုံးလောက်ကိုအစွန်ဆုံးထိစမ်းတက်ပြီးတော့ကဘာတဝန်းကလူတွေကိုအံ့ဩမင်တက်စေခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အံ့ဩစရာအကောင်းဆုံး Guinness World Record တွေနဲ့သူတို့ရဲ့မယုံနိုင်စရာဇာတ်လမ်းတွေကိုပြောပြပေးမှာဖြစ်ပါတယ်ဒီဇာတ်လမ်းတွေကိုကြားရင်ဘရိုတို့ကိုယ်တိုင်လည်းငါလည်းတခုခုလုပ်နိုင်မလားဆိုပြီးတော့တွေးမိလာပါလိမ့်မယ်အစင်းနှစ်ဖြစ်ပြီဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်အောင်17ရက်တိုင်မအိပ်ပဲတက်ရှင်ခဲ့တဲ့သူကျွန်တော်တို့တညတာအိမ်မပြောရင်တော့မှပင်မနဲ့လို့ခံစားရတယ်မဟုတ်လားဒါပေမဲ့17ရက်တိုင်မအိပ်ပဲဂင်းနစ်စံချိန်ကိုချိုးပြတ်ပြခဲ့တဲ့သူတယောက်ရှိခဲ့ပါတယ်သူနာမည်ကတော့ Randy Canna လို့ခေါ်ပြီးတော့သူဟာလူခန္ဓာကိုယ်ရဲ့ခံနိုင်စွမ်းကိုအဆုံးထိစမ်းတက်ချင်ခဲ့တဲ့အတွက်ဒီခက်ခဲလာတဲ့စမ်းတက်မှုကိုပြုလုပ်ခဲ့ပါတယ်ဒီစမ်းတက်မှုဟာအတိအကျအားဖြင့်ဆိုရင်264နာရီကြာမြင့်ခဲ့ပြီးတော့လူအောင်တန်းချီကိုလည်းအံ့အားသင့်စေခဲ့ပါတယ်ဒီစမ်းတက်မှုပြီးမှရန်ဒီတယောက်ဟာလည်းစိုးကျိုးများစွာကိုခံစားခဲ့ရပြီးတော့ဂင်းနစ်ကတော့မှနောက်ပိုင်းမှာအခုလိုအန်ဒီရဲ့များလာတဲ့မှတ်တမ်းတင်ဆက်မှုမျိုးကိုလက်မခံခဲ့တော့ပါဘူး။ဒါကြောင့်ဘရိုအနေနဲ့လိုက်မစမ်းတက်ဖို့အကြံပေးခြင်းပါတယ်။တမိုင်းတစ်လျှောက်လက်တဲအရှိဆုံးပိုင်ဆိုင်ခဲ့တဲ့သူလက်တဲရှင်ရဲ့အဆင်မပြေတာမို့လို့နေရထိုင်ရခက်တယ်လို့ကျွန်တော်တို့ခံစားရပါတယ်။ဒါပေမဲ့အခုပြောပြမယ့်သူကတော့သူ့ဘွားတစ်လျှောက်လုံးလက်တဲရှည်ကိုအမျက်တနိုးနဲ့ထိမ့်သိမ်းခဲ့ပါတယ်။သူ့နာမည်ကတော့လူခုံဟူအန်ဖြစ်ပြီးတော့ဗီယက်နမ်နိုင်ငံသားတဦးလည်းဖြစ်တယ်လို့2025ခုနှစ်ကမ္ဘာလက်တဲအရှိဆုံးအမျိုးသားဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။သူဟာ34နှစ်ကျော်ထိလက်တဲမဖြတ်ခဲ့ပဲနဲ့လက်တဲရှည်စုစုပေါင်း994စင်တီမီတာ19ပေ6လက်မထိရှည်လျားကြောင်းသိရပါတယ်။ဒါဟာလက်10ချောင်းလုံးစုစုပေါင်းရလက်အဖြစ်ပါ။ဒါကြောင့်လည်းသူဟာဂင်းနစ်ကပေးရတဲ့လက်တဲရှည်ဆုံးမျိုးသားဆိုတဲ့ဆုကိုရရှိခဲ့ပါတယ်။တမိုင်းတစ်လျှောက်အရန်အမြင့်ဆုံးလူသားဘရိုတို့ရဲ့အရန်မောင်းကိုယ်တိုင်ကကမ္ဘာမှတ်တမ်းဖြစ်သွားရင်ဘယ်လိုနေမလဲအမေရိကန်လူငယ် Robert Wallo ဟာတမိုင်းတစ်လျှောက်အရန်မြင့်ဆုံးလူသားအဖြစ်နဲ့မှတ်တမ်းတင်ခဲ့ပါတယ်သူ့ရက်က10ပေ17လက်မ282စင်တီမီတာထိရှိခဲ့ပါတယ်ဒီလိုဖြစ်လာရခြင်းဟာလည်းဆေးဘက်ဆိုင်ရာယောဂါကြောင့်သူ့ခန္ဓာကိုယ်ကမရက်မနာကြီးထွားခဲ့တယ်လို့သိရပါတယ်သူဟာငယ်ငယ်ရွယ်နဲ့ကွယ်လွန်ခဲ့ပေမဲ့သူ့မှတ်တမ်းတွေကတော့ယနေ့ထိမပြိုလဲပါဘူးဒါကိုကြည့်ချင်းဖြင့်ဒူးကြတဲ့ရေတွေးတွေမှာခက်ခဲတွေပါဝင်နေတာကိုသိရပါတယ်အမြန်ဆုံး Rubik Cube ဖြည့်ရှင်းသူလူများစုဟာရူဘစ်ကျူတစ်လုံးဖြည့်ရှင်းရင်မိနစ်တွေနာရီတွေအချိန်တွေများစွာကုန်ဆုံးကြတယ်မဟုတ်လားဒါပေမဲ့တရုတ်နိုင်ငံကလူငယ်တဦးကတော့ရူဘစ်ကျူတစ်ခုကို3.35စက္ကန့်နဲ့အပြီးတက်ဖြည့်ရှင်းပြခဲ့ပါတယ်ဒါဟာအံ့ဩစရာအမြန်နှုန်းနဲ့တိကျမှုပါပဲထိုလူငယ်ရဲ့နာမည်ကတော့ရှောက်ရီကျန်းဖြစ်ပြီးတော့2025ခုနှစ်ရဲ့ရူဘစ်ကျူအမြန်ဆုံးလူသားအဖြစ်နဲ့ကမ္ဘာစံချိန်ကိုချိုးဖျက်ကဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်နောက်ထပ်ထူးခြားချက်ကတော့ရှောက်ရီကျန်းဟာ World Record ကိုချိုးဖျက်နိုင်ချိန်မှာအသက်9နှစ်တာရှိပါသေးတယ်။လှုပ်ရှားမှုတစ်ခုချင်းစီကတိကျမှန်ကန်ပြီးတော့တွက်ချက်ထားတာတွေကလည်းလျင်မြန်လွန်းလာပါတယ်။ဒါဟာလူသားတွေရဲ့ဉာဏ်ရလေ့ကျင့်ရင်ဘယ်လောက်ထိအောင်တိုးတက်နိုင်လဲဆိုတာကိုတက်တည်ပြခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာအမြန်ဆုံးအပြေးသမားလူသားတစ်ယောက်ဘယ်လောက်ထိမြန်ပြေးနိုင်မလဲ။2009ခုနှစ်မှာဂျာမကန်အားကစားသမားဦးစိန်ဘော့ဟာမီတာ100ကို9.58စက္ကန့်နဲ့ပြေးပြီးတော့ကမ္ဘာမှတ်တမ်းကိုချိုးဖျက်ခဲ့ပါတယ်။ယနေ့ထိလည်းအဆိုပါမှတ်တမ်းဟာမပြိုလဲသေးပါဘူး။ဒီအမြန်နှုန်းဟာအပြေးအားကောင်းပါလေဆိုတဲ့လိမ့်ဆန်တွေထက်တောင်မှပုံမြန်ခဲ့ပါတယ်။ဒီလုံနိုင်စွမ်းကိုလည်းအခြားတော့တိတ်မဲ့ပညာရှင်တွေအားကစားသမားတွေကိုယ်တိုင်ကအံ့ဩစေခဲ့ရပြီးတော့ဦးစိန်ဘော့ဟာလည်းကမ္ဘာအပြေးမြန်ဆုံးလူသားဖြစ်တဲ့ယနေ့တိုင်မှတ်တမ်းတင်ခဲ့ပါတယ်။ဒီလူတွေဟာမှတ်တမ်းတွေကိုချိုးဖျက်ရုံနဲ့မကပါဘူး။လူသားတွေမမျှော်လင့်ထားတဲ့အတားအဆီးတွေကိုလည်းချိုးဖျက်ခဲ့ကြပါတယ်။လူတို့ဇလန်းတွေကိုကြည်ချင်းအဖြစ်လူသားတွေရဲ့စောင့်ဆောင်နိုင်စမ်းဟာအဆုံးတက်မရှိဘဲနဲ့ကိုယ်တိုင်စူးစမ်း၍စံချိန်တွေကိုကြော်ဖြတ်နိုင်နေဆိုတာကိုတွေ့ရပါတယ်ဒီဗီဒီယိုကိုကြိုက်နှစ်တက်တယ်ဆိုရင်တော့ channel လေးကို like and share လုပ်ပြီးတော့ subscribe လုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်